မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီအပတ်စဉ်ပညာပေးပေါ့နော်ကျွန်တော်တို့ဒီ YouTube channel လေးတွေထုတ်လွှင့်နေတဲ့ဒီ channel ဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်မှာလဲကျွန်တော်တင်ပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီဘာသာစကားလေ့လာခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေ့လာသင့်တယ်ဘယ်လိုမျိုးစိတ်အားထက်သန်မှရမယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဒီနေ့ပေါ့နော်စာပေနဲ့ပတ်သက်ပြီးတော့ကျွန်တော် application တွေရှာတဲ့အခါမှာကျွန်တော်ရွှေနှုတ်ဆိုတာတွေသွားတွေ့အဲ့ဒီထက်ကနေပြီးတော့ကျွန်တော်အကြောင်းအရာလေးတစ်ခုကောက်နှုတ်ပြီးတော့ကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာအခုကျွန်တော်ပြောခဲ့သလိုပဲဘာသာစကားလေ့လာခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစိတ်နေစိတ်ထားနဲ့ဘယ်လိုလေ့လာမယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်သိသလောက်ကျွန်တော်ပြန်လည်ပြီး share ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စလိုက်ကြအောင်အဓိကကျွန်တော်ဒီရွှေနှုတ်ဖတ်ရတဲ့ရွေးချက်ကဒါကြီးလည်းပါပါတယ်ကျွန်တော်ဒီရွှေနှုတ်ဖတ်နေတဲ့စာပတ်ပိသက်တွေထဲမှာပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်စာထိုင်းစာကျွန်တော်တို့ဂျပန်ကိုရီးယားအစရှိသဖြင့်စာတွေကိုတက်ကြွလေ့လာနေပေမဲ့တိုးတက်မလာသေးဘူးလို့ခံစားနေရတဲ့သူတွေလည်းရှိနိုင်ပါတယ်နောက်ပြီးတော့ဘာသာစကားတစ်ခုကိုသင်တန်းပေါင်းစုံတက်ပြီးတော့တရားစာအုပ်ပေါင်းများစွာနဲ့လေ့ကျင့်နေသလို vocabulary application အကူအညီတွေရယူပြီးတော့လေ့လာနေပေမဲ့အခုချိန်ထိမကျွမ်းကျင်သေးတဲ့မတတ်သေးတဲ့စိတ်ညစ်နေရတဲ့လူတွေလည်းရှိနိုင်ပါတယ်အလုပ်အကံပညာရေးနဲ့ပို့ပြီးတော့လုံခြုံတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့အတွက်ဆိုရင်တချို့ကနိုင်ငံခြားကိုထွက်ချင်ပေမဲ့ဘာသာစကားကြောင့်အဟန့်အတားဖြစ်ပြီးတော့နေတဲ့လူလည်းရှိပါတယ်ဒီမိကုန်းတွေအားလုံးကကိုယ့်အတွက်တကယ်လို့ဒီအကြောင်းအရာတွေအားလုံးကကိုယ်နဲ့တိုက်ဆိုင်နေပြီမှန်နေပြီဆိုရင်တော့ကျွန်တော်တို့တယောက်တည်းနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီလူငယ်တွေများစွာရှိနေနိုင်တယ်ဆိုတော့ကျွန်တော်တို့လေ့လာသိရှိနိုင်ပါတယ်အခုဆိုရင်ဒီခေတ်မှာဆိုရင်များသောအားဖြင့်လူငယ်တွေဟာပညာဆက်လက်သင်ကြားနိုင်ဖို့စီးပူးနိုင်ဖို့အခွင့်အလမ်းကောင်းတွေကိုဖန်ဆုပ်နိုင်ဖို့နဲ့အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ဘာသာစကားအသစ်တွေကိုလေ့လာစီးပူးနေကြပြီဖြစ်ပါတယ်ပြီးတော့ဒီလိုစူးစမ်းနေကြတဲ့လူငယ်တွေအနေနဲ့တကယ့်ကိုဖိအားတွေစိတ်ရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်နေရပါသေးတယ်ဒါပေမဲ့ဒီလိုအခက်အခဲတွေကြောင့်ကိုယ့်ရဲ့လေ့လာသင်ယူမှုတွေကိုရပ်တန့်မပြစ်လိုက်ကြပါနဲ့။ဘာကြောင့်လဲဆိုတော့ထူးခြားတဲ့စွမ်းရည်လည်းမရှိအသက်ငယ်ငယ်ကလေးကလေ့လာခဲ့တာလည်းမဟုတ်သလိုနာမည်ကြီးကျောင်းတွေမှာတက်ရောက်သင်ယူခဲ့တာလည်းမဟုတ်တဲ့အမျိုးသမီးတစ်ယောက်ကဘာသာစကားအမျိုးပေါင်းကျွန်တော်တို့ဒီ18မျိုးကျွမ်းကျင်ချင်းတက်မြောက်အောင်လို့ကိုအားကိုပြီးတော့လေ့လာသင်ယူဖို့တဲ့တာရကရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဒီကျွန်တော်ရွှေနှုတ်ကဖတ်ရတဲ့အကြောင်းကတော့စာပတ်ပိသက်တွေပေါ့နော်လေ့လာဖတ်ရှုသွားမယ်အကြောင်းအရာလေးကတော့စာရေးဆရာမကျွန်တော်ဒီကီတိုလန်ရေးသားတဲ့ပေါ့နော်စာအုပ်ပဲဖြစ်ပါတယ်သူကတော့ကျွန်တော်ဒီဟန်ဂေရီနိုင်ငံသူတူဖြစ်ပြီးတော့စာရေးသူကဆိုရင်ဘယ်နိုင်ငံကိုမှလည်းသူကမရောက်ဖူးခဲ့ပါဘူးသူ့မှာဆရာသမားရဲ့လို့လည်းမရှိခဲ့ပါဘူးဒါပေမဲ့သူကဘာသာစကား18မျိုးကျွမ်းကျင်တက်မြောက်အောင်ကိုအားကိုပြီးတော့လေ့လာသင်ယူနိုင်ခဲ့တာကြောင့်20ရာစုရဲ့အထူးခြားဆုံးဘာသာစကားလေ့လာသူတူအဖြစ်ခံယူရပါတယ်ကျွန်တော်အရှိပိုင်းမှာပြောခဲ့သလိုပဲဒီစာရေးသူကဘာသာစကားတွေကိုအသက်ငယ်ငယ်ကလေးကလေ့လာသင်ယူလိုက်စားခဲ့သူမဟုတ်ခဲ့ပါဘူးသူမဓာတုဗေဒဘာသာရပ်နဲ့ဒေါက်တာဘွဲ့ရရှိပြီးတဲ့နောက်အသက်24နှစ်ကျော်မှဘာသာစကားတွေကိုစတင်လေ့လာခဲ့တာဖြစ်ပါတယ်ဆိုလိုတာတော့ငယ်စဉ်တည်းကဒီဘာသာစကားတွေနဲ့ကျွန်တော်တို့ရင်းနှီးခဲ့သူမဟုတ်ပါဘူးပထမဆုံးလေ့လာခဲ့တဲ့ဘာသာစကားကတော့သူ့ဘဝမှာရုရှားဘာသာစကားဖြစ်ပါတယ်သူကရုရှားဘာသာစကားကိုစာအုပ်တွေသတင်းစာတွေနဲ့ရေဒီယိုတွေကတဆင့်ကိုအားကိုပြီးတော့လေ့လာသင်ယူခဲ့ပါတယ်အဲ့ဒီအချိန်ကဆိုရင်ကျွန်တော်တို့အခုခေတ်လိုအင်တာနက်တွေလည်းမရှိနည်းပညာအကူအညီတွေလည်းဘာမှမရှိပါဘူးစာလေ့လာတဲ့နေရာမှာစာရေးသူအသုံးပြုတဲ့ထူးခြားတဲ့ကျွန်တော်တို့နီးလန်းတစ်ခုကတော့ဘာသာစကားတွေကိုဘာသာရပ်ဒီကျွန်တော် subject အနေနဲ့သတ်မှတ်ထားမဟုတ်ဘဲနဲ့လူအချင်းချင်းဆက်သွယ်စရာနီးလန်းတစ်ခု human connection ပေါ့နော်ကျွန်တော်ဒီခေတ်မှာ communication တစ်ခုအနေနဲ့ချင်းကပ်တာပဲဖြစ်ပါတယ်သူမဟာအိမ်မှာနေတဲ့အချိန်တနေရာနေတနေရာကိုခီးသွားလာတဲ့အချိန်အားလက်တဲ့အချိန်တွေအားလုံးသူကဘာလဲဆိုစာသင်ခန်းတစ်ခုလိုဖြစ်အောင်ပြောင်းလဲပြီးတော့စူးစမ်းလေ့လာခြင်းစဉ်အဖြစ်နဲ့နေ့စဉ်အလေးအကျင့်တစ်ခုလိုမပြတ်မကွက်လေ့လာခဲ့သူပဲဖြစ်ပါတယ်စာပတ်သူတို့အနေနဲ့ဒီစာအုပ်ကိုဖတ်ရှုလေ့လာသင်တဲ့အကြောင်းရင်းကတော့ဒီနေ့ကျွန်တော်တို့ globalization ခေတ်ကြီးမှာနိုင်ငံခြားဘာသာတွေကိုအများကြီးရှိတဲ့အထက်ကမှတခုတည်းကိုပဲကျွမ်းကျင်အသုံးပြုနိုင်မယ်ဆိုရင်တော့ကိုယ့်ဘဝမှာပြောင်းလဲပြနိုင်ပြီးတော့
ပိုကောင်းတဲ့အလုပ်ကိုင်အခွင့်အလမ်းကစလို့ပညာသင်ကြားခွင့်နဲ့ကျွန်တော်တို့ခရီးသွားတာအပါအဝင်ကဘာကြီးကိုအရင်ကားတဲ့ပို့ပြီးတော့နားလည်သွားအောင်လှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ပြီးတော့နိုင်ငံခြားကိုသွားဖို့စိတ်ကူးရှိတဲ့လူငယ်တွေအတွက်ဘာသာစကားအသစ်တစ်ခုကိုပေါ့နော်ကျွမ်းကျွမ်းကျင်ကျင်နဲ့တက်မြောက်ဖို့မဖြစ်မနေလဲကျွန်တော်လိုအပ်တဲ့ကာလဖြစ်ပါတယ်ဒီလိုတက်မြောက်ဖို့အတွက်ချမ်းသာနေဖို့မလိုအပ်သလိုငယ်ရွယ်ပြီးတော့မှတ်ဉာဏ်အရန်ကောင်းနေဖို့လည်းမလိုအပ်ပါဘူးမှန်ကန်တဲ့ခံယူခြင်းနဲ့တကယ်လက်တွေ့ဘဝမှာအသုံးချနိုင်မယ့်နည်းလမ်းတွေကိုသိနေဖို့ပဲလိုပါတယ်ဒီစာအုပ်မှာဆိုရင်ဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ဖို့အတွက်လိုအပ်နေတဲ့နည်းလုံးလမ်းတွေအားလုံးကိုပြည့်ပြည့်စုံစုံပဲတင်ပြထားပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီစာဖတ်သူတွေအနေနဲ့ကိုယ်မှာအချိန်နဲ့အရင်းအမြစ်တွေအကန့်အသတ်ရှိနေတဲ့ဆိုရင်တောင်ကျွန်တော်ဘာသာစကားတစ်ခုကိုကိုအားကိုပြီးလေ့လာနိုင်ဖို့တရားကြည့်ဖို့တဲ့စေအားထက်သန်မှုရှိဖို့ဘာသာစကားတစ်ခုကိုကလေးတစ်ယောက်လိုသဘာဝကျကျလေ့လာနိုင်ဖို့စာလုတ်ချင်စိတ်ပြောက်နေတဲ့အချိန်တွေနဲ့အရန်အလုံးရှုံနေတဲ့အချိန်တွေမှာတော့မပြတ်မကွက်စာလေ့လာမိဖို့အစရှိတဲ့တည်တဲ့နည်းလမ်းတွေကိုဒီစာအုပ်မှာကျွန်တော်တို့ပြည့်ပြည့်စုံစုံပဲလေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုရွှေနှုတ်မှာအခုဒီကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေပတ်သက်ပြီးကျွန်တော်တို့ဘာသာစကားဗျာဒီခေတ်မှာဆိုရင်ကျွန်တော်တို့များသောအားဖြင့်အများကြီးလိုအပ်တယ်ဒါကျွန်တော်တို့အသက်အရွယ်တွေမဆိုတာနဲ့ငယ်ရွယ်တဲ့လူတွေများသောအားဖြင့်အခု overseas သွားမယ်ကျွန်တော်တို့နိုင်ငံခြားအခုအရင် YouTube မှာလည်းကျွန်တော်ပြောခဲ့တယ်ဘာသာစကားတူက communication အနေနဲ့ကျွန်တော်မဖြစ်မနေလိုအပ်တယ်ဆိုတော့အရေးချင်းရှိတဲ့လူချင်းတူအောင်တော့သူလည်းဒီလုပ်တတ်တယ်ကိုလည်းဒီလုပ်တတ်တယ်ဘာသာစကားမှာအရန်ကွာသွားတယ်ကျွန်တော်တို့ဒီမှာအလုပ်လုပ်နေရတာထိုနည်းတူစွာပဲကိုယ်နိုင်ငံကိုယ်ဘာသာစကားကိုယ်ကပြောလို့မရဘူးအဲ့တော့ communication ကဘာလဲဆိုတော့ကျွန်တော်တော့အင်္ဂလိပ်စာလေ့လာရတဲ့အတွက်အင်္ဂလိပ်စာပဲရှိတယ်လေ့လာတဲ့နေရာမှာလည်းကျွန်တော်ဒီစာအုပ်ထဲမှာဖော်ပြသလိုပဲ grammar ကြကြဒါတွေကိုစီးစနစ်ကြကြလေ့လာဖို့လို့တိုးတော်လဲကျွန်တော်တို့ကများသောဖြင့် communication အတွက် practice ပေါ့ကျွန်တော်ငယ်စဉ်ကကလေးတွေစကားပြောတတ်တာကလေးတွေစကားပြောတဲ့စဉ်ကကျွန်တော်တို့တရားတက်လို့တာသူတို့ကျွန်တော်လည်းဒါဖြတ်သန်းခဲ့ရကျွန်တော်စပြီးစကားပြောခဲ့တဲ့အချိန်ဆိုကျွန်တော်တို့တရားမတင်ခဲ့ရပါဘူးကျွန်တော်ဖေမေမေဒါပါဦးတော်ပေါ့ဒီလိုမျိုးလေးတွေစပြီးတော့စကားပြောတဲ့အချိန်စပြီးစကားပြောတတ်တာပါအဲ့ဒီအချိန်မှာကျွန်တော်တို့တရားဆိုတာဘာမှမသိဘူးထုံနည်းတူဆိုတာဘာသာစကားတစ်ခုလေ့လာတဲ့နေရာမှာလည်းစိတ်အားထက်သန်ဖို့ပဲလိုပါတယ်အဓိက practice များများလုပ်ဖို့ ਨੇ စိတ်အားထက်သန်ဖို့ဒါဒီနေ့ကျွန်တော်လူငယ်တွေရောပေါ့နော်ဘာသာစကားလေ့လာနေတဲ့လူတွေရောဒီ knowledge share ခြင်းအနေနဲ့ဒီစာအုပ်ကလေးနဲ့ပတ်သက်ပြီးတော့ရွှေနှုံးမှာတွေ့တဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဒါလေးကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကိုလည်းနောက်ပိုင်းမှာလည်းကျွန်တော်ထပ်ပြီးတော့knowledge share ခြင်းဗီဒီယိုလေးတွေထပ်ပြီးတော့တင်ပြပါမယ်ဒါလေးတွေကိုလည်းလေ့လာကြပါလို့ပြောကြလို့ပါတယ်ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ပြီးကြည့်ရှုပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ